ကျွန်တော်သမီးအကြီးမလေးရပါတော့အခုကျွန်တော်မွေးထားတဲ့သူညမလေးကိုသူဘာဝခြိထားတဲ့ပုံစံလေးဒီလိုပုံလေးပေါ့သူလှုပ်ပြီးကျွန်တော်လက်ပို့ပြီးတယ်ဗျအဲ့ဒါလေးကိုကျွန်တော်ကြည့်ပြီးတော့စိတ်မကောင်းတအားဖြစ်သွားတယ်အဲ့ဒီအကြီးမလေးကလေတအားဒုက္ခရောက်တယ်တလားအဲ့ဒီအကြီးမလေးကိုကျွန်တော်တို့မွေးတော့ဆိုလို့ရှိရင်ကျွန်တော်လည်းတအားဒုက္ခရောက်တယ်နောက်ပြီးတော့ကျွန်တော်ဒီခြေထောက်တွေဆိုလို့ရှိရင်ကျိုးနေတဲ့အချိန်အလုပ်လည်းမလုပ်နိုင်ဘူးသူ့အမေကအလုပ်လုပ်တယ်သူ့ကကျွန်တော်ကြည့်တာပေါ့နော်ကျွန်တော်ကြည့်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒုက္ခတွေအရန်ရောက်တယ်ခါကျနိုးမုတ်ဘူးတော့တခါကျမရှိဘူးနောက်ပြီးတော့အဲ့ဒီရှမ်းအဖွားရရတယ်လေအဲ့ဒီကျွန်တော်ဒီစက်ကူဒစိမ့်ရိုက်တဲ့စက်ရုံရှမ်းအဖွားအရန်ဆိုးတယ်ခလေးအတန်တောင်ထွက်လို့မရအတန်ထွက်လို့ချင်းခလေးပါဇက်တွေကိုရိုက်တာကျွန်တော်ဆိုတခါကျအသားတွေကတစ်ဆက်တုံနေကိုသားသမီးအဲ့လိုလောက်တော့လေဟိုပြောမှဆို तू ကဒုက္ခအရန်ခံရတာအဲ့ခလေးကပြောမှဆို तू နဲ့အဲ့ဒီပြောမှဆို तू မွေးတော့အရင်အိမ်တော်တော့ကျွန်တော်အရန်ဒုက္ခရောက်တယ်အစင်မပြေဘူးဒီလိုပေါ့ဒီပြောမှဆိုလို့ချင်းကျွန်တော်တို့ခြံစောက်တွေပါတယ်ပေါ့နော်အဲ့လိုလောက်ရတဲ့အချိန်ကြတော့ဟိုပြောမှဆိုလို့ချင်းသူ့ကိုဗျာကောင်းကောင်းကျွန်တော်တို့မကြွေးမမွေးနိုင်အခုနောက်ထပ်ကျွန်တော်မွေးတဲ့2ယောက်ကပထမ1ယောက်ဆိုလို့ရှိရင်လည်းဒါကျွန်တော်သူ့ကနေသူ့အချိန်နေနဲ့သူကောင်းမွန်တင်းတောင်းတင်းနေနေနိုင်တယ်အခုမွေးတဲ့ကျွန်တော်သမီးလေးဆိုကိုတော်ဆိုတော့ဗောနော်သူဆိုလို့ရှိလို့ရှိရင်ကောင်းမွန်နေရတယ်ဒါပေမဲ့ကျွန်တော်သမီးအကြီးမကြီးရတော့လေဒီအခုပုံတော့ပါတဲ့အကြီးမရောက်တော့အရန်ဒုက္ခရောက်တယ်ဒါကျွန်တော်ဖခင်ကတော့ကျွန်တော်တို့သမီး3ယောက်လုံးကျွန်တော်ဒန်းတူချစ်တယ်ဘာလို့ဆိုကျွန်တော်ရဲ့သွေးသားအနေဖြစ်တယ်ကျွန်တော်ရဲ့သားသမီးတွေဆိုတော့အားလုံးဒန်းတူချစ်တယ်ဒီအကြီးမကြီးကတကယ်လို့ကျွန်တော်ကြီးလာလို့ရှိလို့ရှိရင်အခုတော့ကျွန်တော်ဟိုပါဗောအများနဲ့မဟုတ်ဖို့တွေပါပေးတဲ့ခါကျရင်ဖုန်းတွေပါမရှိလို့သူဖုန်းတွေပါပြတ်သွားလို့ရှိရင်ကျွန်တော်ဝယ်ပေးတာရှိတယ်ဒါပေမဲ့ကျွန်တော်မှရီမန်းချက်တစ်ခုရှိတယ်ဒီအကြီးမကြီး18နှစ်သို့မဟုတ်အသက်20လို့ရောက်လို့ရှိရင်သူ့ကိုယ်သူရုန်းကန်မှအရွယ်ကြလို့ရှိရင်သူအလုပ်လုပ်ဖို့အတွက်ပေါ့နော်သူ့ဘဝတည်ထောင်ဖို့အတွက်ကျွန်တော်သူ့ကိုဒီအရင်နီးတို့၎င်းအလုပ်တော်၎င်းကျွန်တော်တည်ထောင်ပေးဖို့ကျွန်တော်မှအစီအစဉ်ရှိတယ်သူဟိုကြီးအသက်အရွယ်တစ်ခုရလာတဲ့ခါကျလို့ရှိရင်သူကိုယ်ပိုင်လုပ်ငန်းအလုပ်တစ်ခုလုပ်ဖို့ပေါ့ကျွန်တော်သူ့ကိုဖခင်တယောက်အနေနဲ့ကျွန်တော်ပေးနိုင်တဲ့ကျွန်တော်အမွေတစ်ခုပေါ့နော်သူ့ကိုအရင်နီးတော်၎င်းအလုပ်တစ်ခုတော်၎င်းကျွန်တော်လုပ်ပေးဖို့ကျွန်တော်မှအစီအစဉ်တွေရှိပါတယ်လို့ကျွန်တော်အဲ့ကလေးအရန်တနာဖို့ကောင်းတယ်အခုလည်းသူတို့ပြောမှဆိုအဆင်မပြေဘူးဗျသူ့အဖွားနဲ့နေတာဒါသူ့ဖွားနဲ့နေတာသူတို့ကကြတော့လေဒီလိုပေါ့ဟိုလှုပ်စသားတွေကြတော့အဆင်မပြေဘူးအဆင်မပြေတော့ကိုသားသမီးကဆင်းရဲဒုက္ခရောက်တော့လဲပြောမှဆိုလို့ရှိရင်ဟိုမိဘစိတ်မကောင်းဘူးနော်ဒါတချို့ကပြောမှာပေါ့အဲ့ဒါဆိုလို့ချင်းကိုစိုးလင်ခေါ်လာလိုက်ပါလားလို့ပြောဖယ်ပေးပါမယ်ဗျဟိုငငယ်လေးတွေကသူတို့အဖွားတွေပါမွေးတာကျွန်တော်ဖယ်ပေးပါမယ်နော်ပေးရင်တော့ကိုသားသမီးလည်းခေါ်လာကျင်တာပေါ့နောက်ဟိုပါပေါ့ဒီကျွန်တော်တို့မမိုး passport သွားလောက်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့စီသွားဝင်မှာပေါ့နော်ဝင်ပြီးလို့ရှိလို့ရှိရင်သွားလဲမယ်သွားလဲတဲ့ခါကြလို့ရှိရင်ကျွန်တော်ဗီဒီယိုရိုက်ပို့ပေးမယ်အခုကျွန်တော်ရဲ့ဒီတမီးကြီးရောကျွန်တော်နဲ့တူလာတစ်ချက်တော့ကြီးခဲ့ပြီသူ့အမေကတော့မွန်လူမျိုးပေါ့နော်သူ့အမေကတော့မွန်လူမျိုးသူကမွန်စကားရဲ့ရှမ်းစကားရဲ့ပဲတက်တယ်မြန်မာစကားကြတော့ပြောလို့ရှိရင်နည်းနည်းပါးနားလဲသူကပြောမတတ်ဘူးဗျနော်အဲ့ကလေးအရန်တနာဖို့ကောင်းရင်တော့ဆိုဒုက္ခရောက်တာလေအဲ့လိုမျိုးပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်ဟိုသူအခုလိုမျိုးကျွန်တော်ဓာတ်ပုံလေးလာပြတော့လေကျွန်တော်စိတ်မကောင်းဖြစ်တော့သူညမလေးသူချစ်ရှာတာပဲပေါ့နော်ကျွန်တော်မှအဲ့လိုမျိုးဟိုရီမန်းချက်ရှိပါတယ်ညီကိုမောင်တို့မှလည်းကျွန်တော်ရဲ့ရီမန်းချက်လေးကကောင်းလားမကောင်းလားဆိုတာတစ်ချက်တော့အကြံပြုပေးပါဦးဗျအားလုံးကျေးဇူးပါ